မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကြတော့ဘိုးဘွားစဉ်လာကနေပြီးဆက်သွယ်ပြီးမြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတွေကိုအခြေခံပြီးတော့ယဉ်ကျေးတယ်ဆိုတာကိုသတ်မှတ်ကြတယ်38ဖြာမင်္ဂလာထဲမှာလာတဲ့ခါရောစနိဝတောစဆိုတဲ့သူယဉ်ကျေးမှုလို့သတ်မှတ်ကြတာအဲ့ဒီထဲမှာကာယကံယဉ်ကျေးမှုနဲ့ဝစီကံယဉ်ကျေးမှုတဲ့ပို့ပြီးတော့အရေးကြီးတာမနောကံယဉ်ကျေးမှုကပို့ပြီးတော့အရေးကြီးတယ်ကာယကံယဉ်ကျေးမှုဝစီကံယဉ်ကျေးမှုရရှိအောင်မြတ်စွာဘုရားကကိုချင်းသီလနဲ့ထိမ့်ပေးထားမနောကံယဉ်ကျေးမှုရရှိဖို့အတွက်တမာတိကျင့်စဉ်တစ်ခုနဲ့ပညာကျင့်စဉ်တစ်ခုကိုထိမ့်သိမ့်ပြီးတော့လောကမှာအရေးကြီးဆုံးကတော့မနောကံလို့ဆိုတဲ့စိတ်ယဉ်ကျေးမှုကပို့ပြီးတော့အရေးကြီးတယ်စိတ်ယဉ်ကျေးပြီဆိုလို့ရှိရင်အပြောဆိုနှုတ်ပိုင်းလည်းပဲယဉ်ကျေးသွားနိုင်တယ်ကာယကအမှုတွေလည်းယဉ်ကျေးသွားနိုင်အဲ့ဒါလို့ယဉ်ကျေးအောင်ဘယ်သူတွေလုပ်ရမလဲလို့ဆိုရင်ကိုယ်နေရာကိုယ်ဒေသမှာရှေ့ဆောင်လမ်းပြပုတ်နေထိုင်နေကြတယ်အခုလိုရင်ငေးသာသနာ့ရိပ်သာကဥဆောင်ဆရာတော်တို့လိုကိုယ်ဒေသမှာရှိကြတဲ့ကလေးတွေမိမိတို့ရဲ့မျိုးဆက်တွေရှင်ကျေးဖို့ဆိုတာဆုံးမဩဝါဒပေးလို့သွန်သင်ပြသလို့ဒီလိုယဉ်ကျေးမှလူဟာလည်းယဉ်ကျေးလေတန်ဖိုးရှိလေပဲလူမပြောနဲ့တိရစ္ဆာန်တွေတောင်မှပဲဆင်တို့မြင်းတို့ဆိုတာလူကနေသင်ကြားပေးလို့ယဉ်ကျေးသွားပြီဆိုလို့ရှိရင်အမှန်တန်တန်ဖိုးရှိတဲ့အဆင့်ကိုရောက်သွားတယ်တိရစ္ဆာန်တွေယဉ်ကျေးတယ်ဆိုတာယဉ်ကျေးသွားလို့ရှိရင်မင်းသုံးတော်ဝင်အဖြစ်ကိုရရှိတဲ့အဆင့်ပဲရလူယဉ်ကျေးသွားပြီဆိုလို့ရှိရင်ကတော့နောက်ဆုံးမှာတလောကလုံးကဥညွတ်လေးစားကြတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်သွားတယ်ဒါကြောင့်မို့ယဉ်ကျေးမှုရဲ့တန်ဖိုးဟာလွန်တရားကြီးမှသက်စွာဘုရားကဟောထားတဲ့ထဲမှာစိတ်တံဓာန်တံဒုက္ခဝဟဆုံးမသွန်သင်ထားသည့်အတိုင်းကိုယ်စိတ်လေးဟာယဉ်ကျေးသွားပြီဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေဟာဒီယဉ်ကျေးမှုကကိုယ်တဏ္ဍာကိုအလုံးကိုယူဆောင်လာမှာဖြစ်တယ်အလုံးအခုသာသနာပေါင်းဝင်ရောက်ပြီးတော့ယဉ်ကျေးမှုသင်တန်းတက်နေကြတဲ့ကလေးတွေအလုံးတို့ယဉ်ကျေးမှုနဲ့ဆက်နွယ်တဲ့စိတ်ဓာတ်ယဉ်ကျေးမှုဆိုင်ရာအခြေခံလေးတစ်ခုကိုမှတ်သားဖို့ပြောခြင်းပါအဲ့ဒီစကားကဘာလဲလို့ဆိုလို့ရှိရင်စိတ်ဖြူစင်အောင်ထားဖို့နဲ့အများကောင်းအောင်ကြိုးစားဖို့ဒီနှစ်ခုဟာစိတ်ယဉ်ကျေးပြီးတဲ့နောက်စိတ်ဖြူစင်အောင်ထားခြင်းဖြင့်မိမိစိတ်ဟာယဉ်ကျေးနိုင်တယ်မိမိယဉ်ကျေးရုံနဲ့မပြီးသေးဘူးမိမိရဲ့ပတ်ဝန်းကျင်အတွက်အကျိုးဖြစ်ထွန်းအောင်ပြုလုပ်မှုဆိုတော့အများကောင်းအောင်ကြိုးစားဖို့လိုအပ်တယ်စိတ်ဖြူစင်အောင်ထားအများကောင်းအောင်ကြိုးစားဒီနှစ်ခုကိုအင်္ဂလိပ်ဘာသာနဲ့မှတ်ချင်ရင်တော့ keep your mind pure be good to others ဒီလိုပြော keep your mind pure ကိုယ်စိတ်လေးကိုအမြဲတမ်းစင်ကြယ်နေအောင်ထားစင်ကြယ်အောင်ထားရင်ယဉ်ကျေးတဲ့စိတ်ဖြစ်တာ
keep your mind pure ဆိုစိတ်ကလေးဖြူစင်အောင်ထားတယ်ဆိုတာဘယ်လိုထားရမှာလဲစိတ်ဖြူစင်အောင်ထားပုံထားနည်းကအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူဆိုတာပတ်ဝန်းကျင်နဲ့နေကြအပေါင်းနဲ့အသင်းနဲ့လူဘဝရောက်လာကြတဲ့ကအမေအဖေဆိုတာရှိတယ်မိသားစုဆိုတာရှိတယ်နောက်အပေါင်းအသင်းတန်ငယ်ချင်းရှိတယ်ဆရာသမားတွေရှိတယ်အဲ့ဒီလိုကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလေးတွေရှိလာတဲ့အခါမှာအဲ့ဒီပတ်ဝန်းကျင်ထဲမှာအရေးကြီးဆုံးကဘာတော့ဆိုကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဖြစ်ရရှိရတကူကောင်းဆန်တဲ့ selfish ဆိုတာမဖြစ်စေရကိုကောင်းရင်ကိုကောင်းစားရင်ပြီးရောတခြားလူတွေဘယ်လိုပဲဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်မျိုးမထားပဲနဲ့အများရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့မေတ္တာဆိုတဲ့သဘောတရားမေတ္တာဆိုတာတငယ်ချင်းတွေပေါ်မိတ်ဆွေတွေပေါ်ထားတဲ့စိတ်ဓာတ်ပဲအဲ့ဒီမိတ်ဆွေတွေပေါ်မှာထားတဲ့စိတ်ဓာတ်ကလေးကိုထားနိုင်အောင်ကြိုးစားဖို့အဲ့ဒီလိုထားလို့ရှိရင်ဒါဖြူစင်တဲ့စိတ်ဓာတ်တစ်ခုနောက်တစ်ခုကကိုယ့်ရဲ့နှိမ့်ကြလာတဲ့ပညာရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ကိုယ်လောက်မတော်ဘူးစာပေအတူသင်ကြတဲ့အခါမှာကိုယ့်ရဲ့နှိမ့်ကြနေတဲ့ဆိုအဲနှိမ့်ကြနေတဲ့ပုဂ္ဂိုလ်ပေါ်မှာကရုဏာထားပြီးတော့လက်တွဲခေါ်ဖို့သူ့ကိုဘယ်လိုကူညီရမလဲသူ့အခက်အခဲတွေဘာတွေရှိတယ်လဲအခက်အခဲကိုကူညီလိုတဲ့စိတ်ကရုဏာကိုယ်အတိုင်းဝိုင်းထဲမှာနှိမ့်ကြနေတဲ့ပုဂ္ဂိုလ်ပေါ်မှာကရုဏာထားခြင်းဆိုတာအမှန်တမ်းမြင့်မြတ်တဲ့စိတ်တစ်ခုဖြစ်လို့ဒါဖြူစင်ကောင်းမြတ်တဲ့စိတ်တစ်ခုပဲဟောနောက်တစ်ခုကကိုယ်အတိုင်းဝိုင်းထဲမှာကိုယ်ရဲ့တာတယ်ပညာရည်ချင်းနဲ့တာတယ်အစစရာရာတာလွန်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်လေဝမ်းသာပြီးတော့သူ့ကိုအတူယူအားကျကျင့်သုံးနိုင်ရဝမ်းမြောက်နိုင်ရအဲ့ဒါမုဒိတာလို့ကဲ၍ဝမ်းမမြောက်ဘူးဆိုလို့ရှိရင်မနာလိုတဲ့အိတ်တာ jealousy ဆိုတဲ့အိတ်တာတရားဖြစ်ပွားလာတတ်တယ်ဖြစ်ပွားလာလို့ရှိရင်ကောင်းကျိုးတွေမရနိုင်ဘူးဆိုးကျိုးတွေပဲရစိတ်ဟာမဖြူစင်ဘူးဖြူစင်တဲ့စိတ်ဟာသူများကြီးပွားလို့ရှိရင်လည်းဝမ်းသာနိုင်တဲ့စိတ်ဟာဖြူစင်တဲ့စိတ်မေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဆိုတဲ့ဒီသဘာဝတရား၃ခုကိုမိမိတဏ္ဍာမှာတိဆောက်ပေးခြင်းဖြင့်စိတ်ဖြူစင်အောင်ထားလို့ရပါတယ်ဒီတဲ့စိတ်ဖြူစင်အောင်ထားတဲ့နေ့ကတော့သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ကိလေသာစိတ်တွေကိုလျှော့ချတာအဲ့ဒါလို့စိတ်ဟာလုံးဝဖြူစင်သွားပြီဆိုရင်တော့မြတ်စွာဘုရားဟောတယ်စိတ်တံဒန္တံဒုက္ခဝဟအဝတ္တန်ယဉ်ကျေးသွားတဲ့စိတ်မျိုးအဲ့ဒီယဉ်ကျေးသွားတဲ့စိတ်မျိုးဟာချမ်းသာဒုက္ခတွေကိုယ်တဏ္ဍာမှာယူဆောင်လာနိုင်တယ်လို့ဒါကြောင့်မို့လို့အခုလိုယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ပြီးတော့ယဉ်ကျေးမှုတွေကိုရယူနေကြတယ်ဆိုတာစိတ်ယဉ်ကျေးမှုကိုအဓိကထားပြီးရယူနေကြတာဖြစ်လို့ဗုဒ္ဓယဉ်ကျေးမှုဟာတာမန်ကာယကယဉ်ကျေးမှုဇီကယဉ်ကျေးမှုအပေါ်ယံယဉ်ကျေးမှုလေးတွေမဟုတ်ဘဲစိတ်ယဉ်ကျေးမှုဆိုတဲ့အတွင်းအနှစ်သာရပါတဲ့ယဉ်ကျေးမှုဖြစ်လို့အဗ္ဗဓမ္မတန်ဖိုးရှိတယ်လို့ဒီလိုမှတ်သားရမှာစိတ်ယဉ်ကျေးလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်အများကောင်းအောင်ကြိုးစား be good to others လောကလူတွေမှာကိုကသူများအပေါ်မှာကောင်းဖို့လိုတယ်ကိုယ့်ပေါ်တော့ကောင်းချင်မှကောင်းမယ်ဆိုပါစို့ဒေဝဒတ်နဲ့ဖရာကိုကြည့်မြတ်စွာဘုရားကဒေဝဒတ်ပေါ်မှာအမြဲကောင်းတယ်ဒေဝဒတ်ကဖရာပေါ်မှာမကောင်းဘူးသူကမကောင်းပေမဲ့လို့ကိုကကောင်းရမယ်စိတ်ထဲမှာအဲ့ဒါလို့ထားငါပေါ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ
ငါကောင်းအောင်လုပ်မယ်လို့သူ့ပေါ်ငါကောင်းစေရမယ်လို့ဒီလိုနှလုံးသွင်းပြီးတော့ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်အစအစအရာရာအောင်မြင်မှုကိုရပြီးတော့မိမိတို့လူရှိရတဲ့ပန်းတိုင်ကိုဆက်ရောက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အားလုံးအခုဝန္တာစရာကြည်နူးစရာမြင်ခွင့်အနေနဲ့ရှင်သာမဏေလေးတွေသီလရှင်လေးတွေရှင်ကျေးမှုသင်္นานမှာလာရောက်ပြီးတော့ရှင်ကျေးအောင်သင်ယူနေကြတဲ့အခါမှာအခုပြောတဲ့ဩဝါဒစကားလေးနှစ်ခုကိုမှတ်သားလို့ Keep your mind pure be good to others စိတ်ဖြူစင်အောင်ထားများကောင်းအောင်ကြိုးစားဆိုရင်မိမိတို့ရဲ့ဘဝတသက်တာမှာလုံလောက်တဲ့ကောင်းကျိုးချမ်းသာတွေကိုရစေနိုင်တဲ့အကြောင်းတရားကိုစီးပူးအားထုတ်ပြီးဖြစ်ပါလိမ့်မယ်ဆိုတာယုံကြည်ပြီးကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေလို့မေတ္တာပြုရင်ဩဝါဒစကားကိုနေကုန်ချုပ်ပါတယ်